ကဲခုနေ့လည်းပဲ English speaking တော့အသုံးဝင်တဲ့စကားစုလေးတွေအတူတူလေ့လာမယ်နော်ကျွန်တော်လည်းခုမှစပြီးလေ့လာမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်နဲ့အတူတူလိုက်ပြီးတော့လေ့လာလို့ရပါတယ်ကျွန်တော်နဲ့အတူတူနေ့တိုင်းစာလာလို့ရရနော်ကဲဒါဆိုရှင်တော့ကျွန်တော်တို့အတူတူလေ့လာရအောင်ကိုလို့ပါကိုလို့ပါကိုကြတော့ do your workမင်းပါတိထားလဲ what do you know ထပ်လို့ရင်လည်းအပိုလို့ရင်လည်းဆိုတာကြတော့ I want more အခုလောက်ပါကိုကြတော့ do it now နောက်မှလောက်ပါကိုကြတော့ do it later ကောင်းတယ်မိုက်တယ်ဆိုတော့ကြတော့ that's cool ဒါတွေမင်းရတွေပါဆိုတာကိုကြတော့ it's all yours မပြောတတ်ဘူးမသိဘူးကြတော့ I have no idea မေးလိုက်ပါမေးထားလိုက်ဆိုတော့ကြတော့ forget it မလောနဲ့ဆိုတော့ကြတော့ don't rush ကိုလို့ပါဆိုတော့ကြတော့ do your work မင်းပါတီးထားလဲဆိုတော့ကြတော့ what do you know ထပ်လို့ခြင်းနဲ့အပိုလို့ခြင်းနဲ့ဆိုတော့ကြတော့ I want more အခုလောက်ပါဆိုတော့ကြတော့ do it now နောက်မှလောက်တာကိုကြတော့ do it later ကောင်းတယ်မိုက်တယ်ဆိုတော့ကြတော့ that's cool ဒါတွေမင်းရတွေပါဆိုတော့ကြတော့ it's all yours မပြောတတ်ဘူးမသိဘူးဆိုတော့ကြတော့ I have no idea မေးလိုက်ပါမေးထားလိုက်ဆိုတော့ကြတော့ forget it ဘယ်လိုလဲဆိုတော့ကြတော့ don't rush ကျွန်တော်အင်္ဂလိပ်လိုရေးပြောကြည့်အောင် do your work what do you know I want more do it now do it later that's cool it's all yours I have no idea forget it don't rush do your work what do you know I want more do it now do it later that's cool it's all yours I have no idea forget it don't rush do your work what do you know I want more do it now do it later that's cool it's all yours I have no idea forget it don't rush ကျွန်တော်အင်္ဂလိပ်စာကိုခုမှစာပြီးလေ့လာပါနော်ဒါကြောင့်မလို့ကျွန်တော်ပြောသွားတဲ့အထက်မှာအမားတွေပါသွားခဲ့မယ်ဆိုလို့ရှိရင်တော့တီးတဲ့တက်တဲ့အတူတွေအနေနဲ့မြင်ခဲ့တယ်ဆိုလို့ရှိရင်ကျွန်တော်ကိုပြေးပေးကြပါမှာကြားပေးကြပါလို့ကျွန်တော်မေတ္တာရက်ခံချင်ပါတယ်နော်